မင်္ဂလာပါဗျအခုကတော့ကျွန်တော်ဒီ ISBG နဲ့အမျိုးသမီးချန်ပီယံလိပြိုင်ပွဲမှာတွေ့မယ်ပေါ့နော်တောင်ကိုရီးယားကိုစားပြုစူဝမ်အသင်းကြောင့်လေးပြောချင်လို့ပါဗျကျွန်တော်တို့ ISBG အသင်းစူဝမ်အသင်းစီရရင်ဘာမျှော်လင့်လို့ရလဲဆိုတဲ့အကြောင်းလေးတွေကိုအဓိကထားပြောပြပေးမယ်ဒီတော့ကျွန်တော်စလိုက်ပါမယ်ဗျလက်ရှိစူဝမ်အသင်းကသူတို့တောင်ကိုရီးယားအမျိုးသမီးပြိုင်ပွဲမှာပေါ့နော်အခြေအနေရမ်းမကောင်းဘူးဗျာဇရာအောက်ခြေပိုင်းမှာရက်တည်နေအသင်းဖြစ်တယ်ရလက်တွေကရရင်မကောင်းဘူးဒါပေမဲ့သူကဘယ်လိုမျိုးရလက်မကောင်းဘူးဆိုတာကလည်းကစားပုံပြက်နေလို့တော့မဟုတ်ဘူးဗျအဓိကကဘာဖြစ်တယ်လဲဆိုတော့သူတို့ဒီခံစစ်ကစားပုံမကောင်းလို့ရလက်တွေတက်တိုက်စိုးနေတာပေါ့နော်သူတို့တင်းရဲ့ကစားပုံမကောင်းလို့မဟုတ်ဘူးခံစစ်သမားတွေရဲ့ခံစစ်ကစားသမားတွေရဲ့အားနည်းချက်တွေရှိနေလို့ရလက်တွေမကောင်းတာအဓိကအချက်ပေါ့နော်စူဝမ်နဲ့တကယ်ကျွန်တော်ကြည့်ရတဲ့လောက်တော့ပေါ့ခန်းစစ်ကတော်တော်ကိုစူးတယ်ဗျဘယ်လိုလုပ်လဲဆိုတော့ခန်းစစ်မှာကစားနေတဲ့ကစားသမားတွေကနေရာဒီကြမရှိဘူးဗျကျွန်တော်ကြည့်ရတဲ့လောက်ဆိုရင်ကျောင်းနံပါတ်4လို့ကျောင်းနံပါတ်6လို့ကျောင်းနံပါတ်25လို့ကျောင်းနံပါတ်20လို့ဆိုတာကပုံမှန်ကစားနေရတဲ့ကစားပုံမှန်နေရာမှာအဒီတကြကစားနေရမှာမဟုတ်ဗျဥပမာကျွန်တော်ပြောမယ်ဗျဒီကျောင်းနံပါတ်4နဲ့ကျောင်းနံပါတ်6ဆိုရင်စန္ဒာ CB ပေါ့နော်ဗဟုခံစစ်မှုမှာကစားရတယ်တခါသူတို့နှစ်ယောက်ကဗဟုခံစစ်မှုမှာကစားရတယ်တခါတယောက်ကကွင်းလဲအဖြစ်ဆိုရင်တယောက်ကဗဟုခံစစ်မှုမှာကစားရတယ်ပေါ့နော်နောက်တော့ကျောင်းနံပါတ်20နဲ့25ဆိုရင်တယောက်ကဗဟုခံစစ်ဆိုရင်တယောက်ကညာတောင်ပံခံစစ်မှာကစားရတယ်ပေါ့နော်အဲ့လိုကစားခြင်းအပြင်သူတို့မှာကဘာဖြစ်သွားလဲဆိုတော့ကောင်းတာရှိလို့ဆိုးတာလည်းရှိတာပေါ့နော်ဒီကစားသမားတယောက်ကဗျပုံမှန်ကစားနေတဲ့နေရာကနေပြီးတော့တခြားတနေရာကိုကစားရတယ်ဆိုတာကထင်တယ်လို့တော့မလွယ်ဘူးဗျသူတို့ကကို2နေရာ3နေရာကစားနိုင်တယ်ပဲထားအောင်ဗျဒီပထမ10ဝယ်လောက်မှာဒီတနေရာကစားပြီးတော့ဒီပွဲကြမှာနောက်တနေရာကစားရတယ်ဆိုရင်ဒီကစားသမားကဘယ်လောက်ပဲ2နေရာ3နေရာကစားနိုင်တယ်ပြောဒီနေရာတစ်မှာတော့နည်းနည်းလေးအမှားရှိတတ်တယ်ဗျအခုစူဝမ်တစ်မှာတွေ့ရတာလေအဲ့လိုအမှားတွေပဲဗျကွင်းလက်အဖြတ်ကစားသမားကဘိုးခံစစ်မှာကစားတဲ့အချိန်မှာသူကကွင်းလက်ဖြတ်ဖြစ်တဲ့အတွက်ကွင်းလက်ဖြတ်ပုံစံမျိုးပဲသူ့စိတ်ထဲမှာထင်ပြီးတော့သူကွင်းလက်ထိတက်တက်ပြီးတော့ဖြတ်ရှင်းပြီးတော့နောက်မှာသူ့နေရာကအလွတ်ကြီးတွေဖြစ်သွားတာတွေတွေ့ရတယ်ပေါ့နော်နောက်ပြီးဒီတိုင်းပဲနောက်တစ်ယောက်ပေါ့နော်ဒီတောင်ပံကစားသမားကိုခံစစ်မှာထားလိုက်ပြီဆိုလဲတောင်ပံကစားသမားကတောင်ပံကစားသမားလိုကစားနေတဲ့အချိန်တွေမှာဗဟုခံစစ်မှုတယောက်ကိုမကစားဖို့တခါလေလွတ်သွားတဲ့အချိန်တွေမှာအဲ့ဒီအချိန်တွေရပြီးတော့ဂိုးပေးရရှိတယ်ဗျာပြီးတော့သူဝမ်အသင်းရဲ့အဓိကအားနည်းချက်ကဟောဗျာဒီတစ်ဖက်သင်းရဲ့ဒီဘယ်ချမ်းကနေပြီးတော့သူကအလုတ်သိမ့်မလို့အမြဲလွတ်နေအောင်နောက်ပြီးပေါ့နော်ခံစစ်မှာဆိုရင်ဘယ်ချမ်းကအားနေဆုံးပဲဗျာတိုက်စစ်စင်ရမှာဆိုလဲဘယ်ချမ်းကနေပြီးတော့တိုက်စစ်စင်တာကရှားတယ်သူတို့ညာချမ်းကနေပြီးတော့ကျောနံပါတ်20ရဲ့ဒီ overlap လိုက်ပြီးတော့attacking ကူပြီးတော့ဒီလိုမျိုးအသင်းလိုက်ချိတ်ဆက်ကစားပြီးတော့ကျောနံပါတ်20ရဲ့ဖြစ်တင်ဘောတွေပြီးရင်ကွင်းအလေကျော်ရရင်ပြီးတော့ဒီလို link ချိတ်ပြီးတော့တစ်ဖက်အသင်းကိုထိုးပေါက်တာတွေအများဆုံးလုပ်တယ်ပေါ့နော်ဒီဘယ်ချမ်းကနေပြီးတော့ danger ဖြစ်လောက်အောင်ထိပြီးတော့တိုက်စစ်စင်နေဆိုရဲအရေးတော့ကတိတ်မရှိဘူးပေါ့နော်သူတို့တင်းရခွင့်လေးကတော့ကောင်းတယ်ဗျကျောင်းနံပါတ်73ခွန်8အဲ့3ယောက်တာပွဲထွက်ကစားလာရင်တော်တော်ကြည့်လို့ကောင်းတယ်သူတို့တင်းရဲ့ကစားပုံပါပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ ISB အသင်းရဲ့ခွင့်လေးထက်ပါနေရဲ့ပုံစံမျိုးတော့မဟုတ်ဘူးဗျဒီကျွန်တော်တို့ဖြူဖြူဝဲနော်ကြီးခင်မမိုထွန်းကိုကြော်ပြီးတော့ကောင်းနေတဲ့ပုံစံမျိုးတော့မရှိဘူးကျွန်တော်တို့လည်းဒီစူဝမ်အသင်းရဲ့ကွင်းလေကိုကောင်းကောင်းရှင်းနိုင်နေဗျာ level 2ပဲရှိမယ်ဗျာကျွန်တော်အမြင်ဆိုရင်နော်ဒီတိုက်စစ်မှာဆိုရင်တော့သူတို့ကရန်ကြီးဘယ်လိုမျိုးထူးထူးချွန်ချွန်ရှိနေတဲ့ကစားသမားမရှိဘူးဗျာသူတို့ဒီအသင်းလိုက်ကစားပုံလေးနဲ့ကိုးရသွားတာပဲရှိတာပေါ့နော်သူတို့အသင်းရဲ့တိုက်စစ်လမ်းကြောင်းကိုအဓိကပုံဖော်တာကဒီကျွန်တော်ခုနပြောသလိုပဲညာချမ်းရရင်ပဲအဓိကပုံဖော်တယ်ညာချမ်းကြတော့ညာချမ်းရင်ကြတော့ဘယ်လိုပုံဖော်လဲဆိုတော့ကိုသမားနောက်တန်းပြီးတော့ကွင်းလျင်ပဲဒီ overlap တက်လာတဲ့ကျောင်းနံပါတ်20ဦးပြီးမှ20ရရင်ဒီလိုလွတ်နေတဲ့လူလေးတွေအဲ့လို link ချိတ်ပြီးတော့သွားတယ်ပေါ့နော်တခါလေကျောင်းနံပါတ်20ရဲ့ဒီဖြတ်တင်ဘော်တွေနဲ့ခေါင်းတိုက်သွန်းလာတဲ့အဲ့လိုမျိုးတွေရှိတာပေါ့နော်ကျွန်တော်တို့ ISB အသင်းကစူဝမ်အသင်းစီကဘာမျှော်လင့်လို့ရလဲဆိုတော့
ကျွန်တော်မြင်ရဆိုရင်အနိုင်ကိုမျှော်လင့်လို့ရတယ်ဗျာဒါပေမဲ့ကစားသမားတွေကအကုန်လုံးကြိုးကြိုးစားစားနဲ့ဒီ performance ဒီပြနိုင်မှာတော့ရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီစူဝမ်အသင်းရဲ့အားနည်းချက်ကိုအကောင်းဆုံးအသုံးချမှာပဲရမယ်စူဝမ်အသင်းကခံစစ်ကစားပုံမကောင်းဘူးအဓိကကဒီဘဟုခံစစ်ကကျွန်းနံပါတ်6ပဲဝင်ကျွန်းနံပါတ်4ပဲဝင်ပြီးရင်ဘယ်တောင်မှန်ဘေချမ်းကခံစစ်ကလည်းမကောင်းဘူးပေါ့နော်စူဝမ်အသင်းကဒီပွဲချိန်တွင်းမှာဆိုရင်ခံစစ်အမားတွေအများကြီးတွေ့ရတယ်အိုင်မားတွေကိုကိုရီမြန်ဒီ ISB နဲ့ဘယ်လောက်အသုံးချနိုင်မလဲပုံမူတည်ပြီးတော့ရလက်ကပြောင်းလဲသွားမယ်လို့ထင်တယ်ကျွန်တော်ကတော့ကျွန်တော်အမြင်အရပြောချင်တယ်ဆိုရင်တော့ဒီအားနည်းနေတဲ့ဘေချမ်းစူဝမ်အသင်းရဲ့အားနည်းတဲ့ဘေချမ်းကနေပြီးတော့ကျွန်တော်တို့ရဲ့ဒီအားထားရတဲ့ညာချမ်းမှာစမ်းတော်တို့ခင်မမိုးထွန်းတို့ဒီနော်ထရဝေလို့ဖြူလုံးလို့ရဲ့ဒီတွဲလုံးကနေပြီးတော့ဘလောက်ကိုရအောင်ဆွမ်းဆောင်နိုင်မလဲဆိုတဲ့ပုံမူတည်ပြီးတော့နည်းနည်းရလက်ကပြောင်းမယ်လို့ကျွန်တော်ထင်တယ်ဗျာပြီးရင်တော့ဒီနောက်တန်းမှာလည်းအမားလို့တော့မရဘူးပေါ့နော်တသင်းလုံးလည်းအမားလို့တော့မရဘူးပေါ့နော်စူဝမ်အသင်းရဲ့အမြင်ဘောတွေဖြတ်တင်ဘောတွေကိုကျွန်တော်တို့အချိန်ပြီးရှင်းထုတ်နိုင်မှကောင်းမယ်ပေါ့နော်ဟိုဘက်ကနည်းနည်းစူဝမ်ကအရမောင်းတာတော့သူတို့ပြီးရင်စူဝမ်အသင်းရဲ့ကစားသမားရဲ့ဒီဘောလုံးကစားရဲ့ဒီနောက်တန်းဆွဲ2ယောက်ကဒီ overlap လိုက်ကူပြီးတော့ကစားနိုင်တဲ့အချက်တွေကလည်းသူတို့အသင်းကိုပိုကောင်းတယ်ပိုကောင်းစီရယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်လည်းသူတို့ဒီရှေ့ကိုလိုက်ပြီးကစားတဲ့အတွက်ဘောလုံးပြတ်သွားရင်သူတို့နောက်ကိုချက်ချင်းပြန်ပြီးမဆင်းနိုင်ဘူးပေါ့နော်အဲ့ဒီအချက်တွေကိုမြန်မာအသင်းကကောင်းကောင်းမွန်မွန်ဒီ ISB ရဲ့တင်ရန်ကောင်းကောင်းမွန်မွန်အသုံးချနိုင်မယ်ဆိုရင်ကျွန်တော်တို့ကဒီစူဝမ်အသင်းစီရရင်ပြီးတော့3မှတ်ကိုရနိုင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ